အောင်စပူပွဲကိုမကြည့်မနေနိုင်အောင်စပူကိုစုမချမနေနိုင်ဖြစ်နေလို့လူပြောများနေတဲ့အတော်ကြီးနေအောင်အောင်စပူကိုခုချိန်မှာမျိုးသမီးလေးတွေကစအတော်ကြီးတွေကဆုံးအားပေးနေကြတာပါအခုတခါမှလည်းသက်60ကျော်အတော်ကြီးနှစ်ယောက်ကအောင်စပူကိုယူမှုအားပေးကြပါတယ်အတော်ကြီးနှစ်ယောက်ဟာတော့အောင်စပူပွဲကိုမြန်မာနိုင်ငံပဲသွားလိုက်အားပေးတယ်လို့သိရပါတယ်အခုဆိုရင်တော့အတော်ကြီးနှစ်ယောက်ဟာတော့အောင်စပူပွဲကိုစုမချရမနေနိုင်မတွေ့ရမနေနိုင်လောက်အောင်ဖြစ်နေတယ်လို့ဆိုပါတယ်အတော်ကြီးနှစ်ယောက်ကတော့ပွဲတွေမှာနောက်ပိုင်းမှာအခပဲကြည့်ရလို့ရှေ့ဆုံးကနေဖျားလေးကနေကြည့်ချင်တယ်မတည်ခင်လေးကြည့်ချင်ပါတယ်လို့ဆိုပါတယ်အောင်စပူကတော့ရှေ့ဆုံးကြည့်ချင်ကြောင်းမဟုတ်ရင်တော့နောက်ကနေရှေ့ဆုံးကိုတက်ပြီးတော့ဆူချရင်လေနောက်ကလူတွေကစိတ်ဆိုးရင်ဝမ်းနေတယ်လို့ဆိုပါတယ်ခုဆိုရင်တော့အတော်ကြီးကတော့အောင်စပူကိုအပါမပေးနိုင်စုမချနိုင်လို့လေပေးစင်လာစာတွေနဲ့ဆူချနေတာလည်းဖြစ်ပါတယ်ဖိုးချစ်မပါရတဲ့နန်းတွေစကားတွေမှာကြီးကျယ်ခဏလောက်စွာပါဝင်ခွင့်ရရှိခဲ့တဲ့အောင်စပူမြမသမိုင်းမှာတော့ကုန်းမောင်ခေဆိုတာအင်မတန်ကိုမှစိတ်ဝင်စားစရာကောင်းပြီးအချစ်အမုန်းအာနာစက်တွေနဲ့နန်းတွေရဲ့ရှုပ်ထွေးမှုတွေအပြည့်ရှိတဲ့ခေတ်တစ်ခေတ်ပါဒီလိုမျိုးခဏကြီးကျယ်လာတဲ့သမိုင်းကြောင်းကိုရုပ်တံဇလန်တွဲတွေဖြစ်နေအသက်သွင်းမှုဆိုတာကတော့လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူးဒါပေမဲ့လေခုတစ်ခါမှာတော့မြမရုပ်ရှင်လောကရဲ့နာမည်ကြီးထိပ်တန်းထုတ်လို့သူတထေးကြီးကိုရွှေမန်းကိုယ်တိုင်ကဦးစီးပြီးတော့ကုန်းမောင်ဆိုတဲ့နာမည်နဲ့အမိုက်စားရုပ်တံဇလန်တွဲတစ်ခုကိုပုံဖော်ရိုက်ကူးတော့မှာဖြစ်တယ်လို့သိရပါတယ်။ဒီလိုဇလန်တွဲတွေမှာပရိသတ်တွေအများဆုံးစိတ်ဝင်စားနေကြတဲ့အဓိကချက်ကတော့တမိုင်းဝင်တီပေါ်မင်းရဲ့စက်ရုပ်တရုပ်ပဲဖြစ်ပါတယ်။တမိုင်းဝင်တီပေါ်မင်းဇက်ကောင်ဖြစ်တဲ့အပြင်နန်းတွင်းရဲ့အငွေအသက်အမူအရာအပြောဆိုတွေကိုပြည်ပြင်းစွာသရုပ်ဆောင်နိုင်မှုဆိုတာကတော့တာမန်သရုပ်ဆောင်တစ်ယောက်အတွက်တော့အလွန်ကိုမှခက်ခဲလာပါတယ်။ဒါကြောင့်မလို့ပရိသတ်တော်တော်များများကဒီလိုခန့်ထားလာတဲ့တမိုင်းဝင်စကားကြီးတွေမှာဇက်သမင်လောကရဲ့ဝိုင်းရသရုပ်ဆောင်ဖို့ချစ်လိုမျိုးအတွေ့အကြုံရည်ချက်သူတစ်ယောက်ဖြစ်နေပါဝင်လာမယ်လို့ထင်ကြီးတွေခန့်မှန်းခဲ့ကြတာပါ။ဒါပေမဲ့လည်းတကယ်လက်တွေ့မှာတော့ပရိသတ်တွေရဲ့ထင်ကြီးတွေအလုံးလွဲချော်သွားခဲ့ရပါတယ်။တပင်ဥက္ကဋ္ဌအဖိုးချစ်တော်မှာပါဝင်ခွင့်မရတဲ့ဒီလိုမျိုးကြီးကျယ်ခမ်းနားလာတဲ့ရုပ်ရှင်ဇလန်တွေမှာတီပေါ်မင်းနေရာကနေသရုပ်ဆောင်ဖို့အခွင့်အရေးရရှိသွားသူကတော့လက်ရှိမှာဇက်သပင်လောကမှာအောင်မြင်မှုတရဖူဆောင်ထားတဲ့မင်းသားကျော်လေးအောင်စပူပဲဖြစ်ပါတယ်။ဒါဟာတော့အောင်စပူအတွက်သူ့ရဲ့အနုပညာတက်တန်းတစ်လျှောက်လုံးမှာအကြီးမားဆုံးအချိုးကွေတစ်ခုလို့ဆိုရမှာပါအောင်စပူဆိုတာအခုလက်ရှိချိန်မှာတော့မြမဆက်သမင်လောကမှာနံပါတ်1နေရာကိုအခိုင်အမာရရှိထားတဲ့အောင်မြင်ဆုံးမင်းသားတစ်ပါးပဲဖြစ်ပါတယ်သူ့ရဲ့စင်မက်ထက်ကဖော်ပြတိဆက်မှုတွေဆွဲဆောင်မှုရှိတဲ့အပြုံးတွေနဲ့အတန်ပါဝါကြောင့်ပဲအထူးသဖြင့်အမျိုးသမီးတွေရဲ့တသက်လုံးအားပေးခြင်းကိုအပြည့်အဝရရှိထားတဲ့သူပါထုတ်လို့သူကိုရွှေမန်းအနေနဲ့လေဒီလိုမျိုးလက်ရှိအချိန်မှာလူကြိုက်အများဆုံးနဲ့လွှမ်းမိုးမှုအရှိဆုံးဖြစ်နေတဲ့မင်းသားကိုအခုလိုမျိုးတမိုင်းဝင်စက်ရုံနေရာကနေရွေးချယ်လိုက်တာဟာစီးပွားရေးရရောပြည့်သက်ဆွဲဆောင်မှုအရာပါအလွန်ကုန်မှစမတ်ကြတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်လို့သုံးသပ်ခဲ့ရပါတယ်ဇက်ခုံပေါ်မှာပြည့်သက်တောင်းချပြီးဖန်ဆားနိုင်ခဲ့တဲ့အောင်စပူအနေနဲ့ကင်မရာရှေ့မှာရောဘယ်လောက်ထိအဝင်ခွင်ကြွစွာတရုပ်ဆောင်နိုင်မလဲဆိုတာကတော့အားလုံးကတော့ရင်ခုန်စွာနဲ့စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်တီပေါ်မင်းဆိုတာကတော့မြမသမိုင်းမှာနောက်ဆုံးမင်းဆက်ဖြစ်တဲ့ပြင်သူ့ရဲ့ဘဝစကြောင်းဟာလည်းဝမ်းနည်းစရာလွမ်းမောစရာအချက်အတဲတွေနဲ့ပြည့်နေနေတဲ့ဇက်ရုပ်တရုပ်ပဲဖြစ်ပါတယ်